နေ့မှာတော့ကျွန်တော်က Colorado event အသစ်ဖြစ်တဲ့ Squid Side Collection event အကြောင်းပြောပြပေးတော့ဖြစ်ပါတယ်။အဲ့ event ကတော့ကျွန်တော် original server ကတော့မရောက်ရှိလာသေးပါဘူး။အဲ့ဒီ event မှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုလိုချင်တဲ့ Colorado skin တွေကို coin နဲ့လဲလို့ရမှာဖြစ်ပါတယ်။ event share ကိုကျွန်တော်ဝင်လိုက်ရဆိုလို့ရှိရင် Alpha Colorado skin, Level Colorado skin, Cushion Colorado skin, Angela Colorado skin နဲ့ Pattern Colorado skin တို့တွေ့ရှိရမှာဖြစ်ပါတယ်။အဲ့ဒီ Colorado skin တွေကပြောင်းလဲသွားနိုင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော် advanced server ဖြစ်တဲ့အတွက် original server ကိုရောက်ရှိလာတဲ့အခါမှာပြောင်းလဲသွားနိုင်တယ်ပေါ့နော်။ Colorado skin တစ်ကောင်ကိုကျွန်တော် coin 800နဲ့လဲရအောင်ဖြစ်ပါတယ်။ဒါပေမဲ့Alpha skin ဆိုတာကျွန်တော်တို့ဒီမှာ advanced မှာဖြစ်တဲ့အတွက်ရိုက်ပြထားဖြစ်ပါတယ်။အဲ့ဒီ skin နေရာမှာကျွန်တော် skin တစ်ထွက်လာမှာဖြစ်ပါတယ်။အဲ့ဒီ skin ကတော့ကျွန်တော် Tiger Colorado skin လို့ညွှန်လင့်ထားရပေါ့နော်။အတက်ထားရှိလာမဲ့ Colorado skin ကိုကျွန်တော်တို့ coin 920နဲ့လဲရမှာဖြစ်ပြီးတော့ကျန်တဲ့ Colorado skin 4កောင်တော့ကျွန်တော်တို့ coin 800နဲ့လဲရအောင်ဖြစ်ပါတယ်။အခုက advanced မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Colorado skin 5កောင်လုံးရောအခုပြထားတဲ့ coin တွေရောကျွန်တော်တို့တတ်မှတ်ထားလို့မရပါဘူး။အဲ့ဒီချက်များရင်လည်းများမယ်။နေဘူးတော့မရှိဘူးပေါ့နော်နောက်တစ်ခုက Colorado skin တွေပြောင်းလဲသွားနိုင်ပါတယ်ဒီ Colorado skin တွေကြီးပဲပါလာဒီမှာလည်းပါလာလိမ့်မယ်အဲ့ဒါအပြင် Lucky Box skin 3កောင်ကတော့ Chankin, Cloud, Alice တို့ပဲဖြစ်ပါတယ်ကျွန်တော် Bright Full ထဲမှာဆိုလို့ရှိရင်ကျွန်တော်ခုန Colorado skin 5កောင်ပါမယ်အဲ့ဒါအပြင်ကျွန်တော် Lucky Box skin 3កောင်ရယ် Special skin တို့ Elite skin တို့ရှား item တွေလည်းပါဝင်ပါအောင်မယ် Daily 50% အနေနဲ့ကျွန်တော် Diamond 25လုံးပဲကြာတင်မယ် First stand row ကိုကျွန်တော်450ပြ Diamond ပဲကြာတင်မယ်နောက်ပိုင်းမှာကျွန်တော်ဆက်လက်သမျှ Diamond ကတော့900ပဲကြာတင်မှာဖြစ်ပါတယ်အဲ့ဒါအပြင်ကျွန်တော်ဒီ Premium Supply ရလည်းကျွန်တော်2ကြိမ်လာမယ်လို့ထင်ရပါတယ်။ဘာလို့ဆိုတော့ကျွန်တော်များ event တွေမှာ Page 1 Page 2 2ကြိမ်လာတာမဟုတ်လို့ပါ။အဲ့ဒါအပြင်ကျွန်တော်ဒီမှာ Get Crystal Aura ဆိုရှိပါတယ်။အဲ့မှာကျွန်တော်အနေနဲ့ Starlight တစ်ခါဝင်လိုက်ပြီဆိုရင်ကျွန်တော် Crystal 300တစ်ခါတန်းပြီးရမှာဖြစ်ပါတယ်။ Monthly Crystal Aura ဝယ်လို့ရမယ်။ Daily Limit နဲ့ Crystal Aura ဝယ်လို့ရမယ်။ Monthly Crystal ကတော့ကျွန်တော်တစ်လမှာတစ်ကြိမ်ပဲဝယ်လို့ရမှာဖြစ်ပြီးတော့ Daily Crystal ကတော့ကျွန်တော်တစ်နေ့ကိုတစ်ကြိမ်ဝယ်လို့ရမှာဖြစ်ပါတယ်။အဲ့ဒါအပြင်ကျွန်တော်တို့ event မှာ crystal တွေကိုလည်းအသုံးပြုလို့ရမှာဖြစ်ပါတယ် event မှာ exchange လုပ်ရမယ့် coin တွေကိုကျွန်တော်တို့ drawing နဲ့ရရှိမှာဖြစ်ပါတယ်အသက်ရောက်ရှိလာမယ့် Colorado skin event ကိုကြိုက်လားမကြိုက်ဘူးလားဆိုတော့ brother ဆို comment မှာမှန်းလို့ရပါပြီဗျာဒီနေ့ကတော့ဒီလောက်ပါပဲ